ချစ်စွာသောရွှေပွဲလာပရိသတ်များရှင်ပြည်သူအစိုးရဟိန္ဒရာထွန်းရင်ရဲ့တကူတော်တေးဂီတဖျော်ဖြေပွဲစတင်ပါတော့မယ်ရှင်မင်္ဂလာပါချစ်စွာသောပြည်သားပေါင်းတို့ခင်ဗျာမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့ဆုတောင်းရင်းလီရှိတယ်လို့လည်းမအောင်မိပါနဲ့စကားနည်းနည်းပြောခွင့်ပြုပါဘာကြောင့်လဲဆိုတော့ကျွန်တော်မြန်မာသားစင်တင်တေးဂီတဖြော်ဖြေပွဲမှာဖြော်ဖြေခွင့်ရတဲ့အတွက်အလွန်ကိုပဲဝမ်းသာလို့ပါဝမ်းသာတဲ့အကြောင်းရင်းကကျွန်တော်တို့မြန်မာသားစင်တင်တေးဂီတဖြော်ဖြေပွဲတွေဟာတဖြည်းဖြည်းပျောက်ကွယ်လို့မတတ်ဖြစ်နေပါပြီဒါကြောင့်မို့ဒီပွဲမျိုးမှာဖြော်ဖြေခွင့်ရတာဝမ်းသာပြီပါလေကျွန်တော်တို့မြန်မာသားတေးတွေနောက်နှစ်ပေါင်း90တရားတိုင်လဲပျောက်ကွယ်မသွားနိုင်ဘူးဆိုတာကိုတော့ပြည်သက်များသတိပြုကြည့်ပါလို့ပြောပြစီခင်ဗျာဒါကြောင့်ပြည်သက်များကျွန်တော်ရဲ့အဟောင်းတကအဟောင်းထဲမှာကောင်းတယ်လို့ထင်ရတဲ့အမေနဲ့ရွာကိုလွမ်းနေဆိုတဲ့ဒီကိုပထမဦးဆုံးနားဆင်ကြည့်ပါခင်ဗျာမြို့ကြီးပြကြီးရောက်တာ3 နှစ်3လီကြာပြီအမေရဲ့ပညာမွေးအမေကပေးတနေ့တစ်ချိန်မှသားပြောရတယ်ရွာနဲ့နေဝေးပြီမဲ့ဘဝရှင်ရေးတွေးလို့သာတကယ်အတ္တသိပညာရှာရင်အပေါင်းအသင်းတကယ်ချင်းများနဲ့ကစားခုနာပြောပါရတယ်သားတော်ကအမှန်တကယ်အမေနဲ့ရောမတာကျွန်တော်မှဖြေရတယ်ရွာချင်းဘယ်လိုပြောင်းမိခင်အိုးနေခိုင်ကောင်းမှသာကွယ်ဝီတဲ့ဆွေးတဲ့ညမအနီးကျွမ်းမိမဲ့ကျွန်တော်စိတ်ကရင်ဝေးပန်းနဲ့အမိနဲ့ရွာကိုလွမ်းငယ်စဉ်ကဆရာတော်ကျောင်းမှာကာကြီးအစားအဆုံးစလုံးမောင်သဘောနာလေမိဘဆရာသမားများကသာလောက်ပညာပေးတဲ့ဘဝရှိရေးတွေ့ပါတဲ့ကွယ်ကျွန်တော်အရွယ်ငယ်ငယ်လေးမို့ပြေးကလွှားကရွာမှာပြောခဲ့တယ်ခုဆိုမျိုးရောက်လို့တက္ကသီလာအောင်မြင်နေတငယ်ချင်းများနဲ့အတိအမြင်ကျွဲခုံမင်းလျာတွေပေါ်ပြီးမဲ့ကျွန်တော်ရင်မနေထီပန်းနဲ့အမိနဲ့ရွာကိုလွမ်းနေယုံကြည်ချက်မြင်မှာအမေသားကဘဝအကြောင်းနာလေအတူရောက်လိုက်စားမိမဖို့မရည်ပဲအချွာလာမဒီကညာတွေအစီရင်ပေါ်ပြီးမဲ့တန်တော်ကကြောင်းစာကိုခင်တွေကျေးဇူးရှင်အမေထံလို့ရဲ့ပညာဆုံးမှပြန်မယ်အမေကျွန်တော်ဘဝအရွယ်သား